မင်းကဖယားကွာမွေးဟောက်တို့ဘာလို့လဲမဖူးလားတပည့်ကြီးမှဖူးလားခွေးတွေပါလေတတ်သွားပြီအဆောက်ခွေးအဲ့တော့ဘောဘကလည်းကန်ချပြီဖယားမှာခွေးတတ်တော့ခွေးဖယားဖူးဂိမ်းလည်းကန်ထုတ်လိုက်မွေးတတ်တော့ဘာဖြစ်လဲဖယားလာဖူးတာတဲ့ဖယားလာဖူးတဲ့ဖယားခွေးဆိုပြီးဘလူးမှမပြောဘူးဖယားမွေပဲမလို့ကြားဘူးတယ်ဟုတ်လားဟာသူကလမ်းမာပြီးတော့ရောက်တပည့်ကြီးရောက်လာရင်မွေဟောက်ကြတော့သိတယ်မပြင်းတော့တော့စလဲလေးအဲ့ကောင်တွေကဖယားဖူးတဲ့မွေကဘာမွေလဲပုံတင်လေးရရှိပြီးသားစပတ်အုံပြည့်ဖြစ်မယ်စပတ်ကြီးပြည့်ဖြစ်မယ်ချင်းသက်သက်ကြီးဒီကောင်ချင်းဟိုရင်လေးကဖျားလာဘူးလေဟာဆိုပြီးတော့ဝိုင်းဖမ်းပြီးတော့မင်းလောင်တဲ့မှာမင်းရှေ့ကပြေးမှာအဲ့ကောပကဆိုတော့ကိုကောင်လေးကဘယ်လိုပြောမလဲသူ့တဘာဝနဲ့သူမနေတော့အဲ့မလူတွေတောက်တဲ့နိုးစားလိုက်ဟိုကြက်လေးတွေမြူလိုက်သိတယ်မလားကြက်ဥတွေမြူလိုက်နဲ့ပိန်ချောက်ပြီးတော့ဖျားရဲ့ဘေးနားရင်ဘယ်မှမသွားနိုင်တော့